အလူခံပုဂ္ဂိုလ်ကအလူခံပြီးတိုင်းပစ္စည်းတစ်ခုခုပြန်စွန့်လိုက်တာအဆက်ပါသလားဗျာတကားတကမားတွေအနေနဲ့ရောလက်ခံသင့်ပါသလားအရှင်ဗျာ စွန့်ကောင်းတဲ့ပစ္စည်းမစွန့်ကောင်းတဲ့ပစ္စည်းရှိတယ်လေနော်ဟိုစွန့်ကောင်းသူမစွန့်ကောင်းသူပေါ့နော်ဟိုစွန့်ဦးစွန့်ဖျားဆိုရင်တော့မစွန့်ရဘူးလေဦးဖျားဆိုရင်ဒကာဓမ္မတွေကကိုယ့်ကိုဖုံးပေးစီခြင်းလို့ကတ်တယ်အဲ့ဒါကမဖုံးပေးဘဲနဲ့ရော့အင်းဆိုဘယ်သူမှပေးခွင့်မရှိဘူးစွန့်ဦးစွန့်ဖျားပေးခွင့်မရှိဘူးနောက်ပေးခွင့်ရှိတဲ့ပုံကိုရှိတယ်မပေးခွင့်ရှိတဲ့ပုံကိုရှိတယ်အဲ့တော့ခက်ခဲရောက်နေလို့ဆင်းရဲလွန်အားကြီးတော့เจ้าမှလာပြီးတော့အကူကြီးတောင်းတဲ့ပုံကိုပေးလို့ရတယ်ခရီးသွားပြီးတော့လမ်းမှာရိတ်ခါပြတ်သွားလို့เจ้าနိုင်မှာလာအလူခံနဲ့ပေးလို့ရတယ်နောက်ဓမြတွေပေးလို့ရတယ်နောက်မင်းဆိုးရာဇာပုဂ္ဂိုလ်တွေပေးလို့ရတယ်နောက်ဒီဝေယဝိဇ္ဇလုတ်တဲ့ကပ္ပိယကာရကတွေပေးလို့ရတယ်တခြားပုဂ္ဂိုလ်တွေလမ်းမှာတွေ့တဲ့ပုဂ္ဂိုလ်တွေဒီတိုင်းပေးသွားလို့မရအောင်အဲ့ပေးခြင်းနဲ့ဆိုရင်သူတို့ကိုအကြောင်းခေါ်ပြီးရင်ဝေယဝိဇ္ဇလုတ်ခါတပြည့်စီလဲတာတို့ရေခတ်တာတို့နော်မြက်ကပ္ပိပေးတာလို့เจ้าနိုင်ရဲ့ဝေယဝိဇ္ဇတစ်ခုကိုလုပ်ပြီးခါကြမှာသူ့ကိုဒါဝေယဝိဇ္ဇပြုသူအနေနဲ့ပေးလို့ဆွန့်လို့ရတယ်ဒီတိုင်းဗလိုင်းရတော့စင်ရသားလာတောင်းတာလည်းမျိုးလည်းမဟုတ်ဘူးပေါ့နော်အခက်အခဲကြုံနေတာလည်းမဟုတ်ပဲနဲ့ကိုယ့်ဘာကိုဒီတိုင်းဆွန့်တာမျိုးတော့မဆွန့်ကောင်းဘူးဒါယဟန်ဘက်ကပေါ့လူတွေဘက်ကလည်းပဲမဆွန့်ကောင်းပဲနဲ့မယူသင့်ပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးမြောင်မြတ်ဆရာတော်ကြီးရှင်တော်ကမေးတယ်လေဘုန်းကြီးတစ်ပါးအနေနဲ့မဆွန့်တဲ့ပုဂ္ဂိုလ်ကိုဆွန့်လိုက်တယ်ဆိုလို့ရှိရင်ဘယ်သူမှအပြစ်ရှိတယ်လဲမေးတော့ဆရာတော်ကြီးကယဟန်မှာပဲအပြစ်ရှိတယ်ဒါဝီနည်းကယဟန်နဲ့ပဲဆိုင်တယ်လူနဲ့မဆိုင်ဘူးတဲ့လူပုဂ္ဂိုလ်ကဘုန်းကြီးပေးလို့ယူတာဖြစ်လို့လူပုဂ္ဂိုလ်မှာအပြစ်မရှိဘူးတဲ့ဒီလိုပြောတယ်ဒါကတော့တန်ခိကပုဂ္ဂလိကပြောတာနော်ဘုန်းကြီးကိုယ်ပိုင်ပစ္စည်းကိုစွန့်တာကိုပြောတာကျောင်းတိုက်တန်ခါပိုင်ခုနကပြောတဲ့တန်ခိကဟာမျိုးဆိုရင်တော့ဘုန်းကြီးကပေးရင်လည်းမယူခေါင်းပါဘူးအဲ့ဒါနော်တန်ခိကပစ္စည်းကတန်ခိကပစ္စည်းပဲအဲ့ဘုန်းကြီးရဲ့ကိုယ်ပိုင်ပစ္စည်းကိုလူကိုစွန့်နေဆိုရင်တော့ဒါဘုန်းကြီးကိုယ်တိုင်ကပေးတာမဟုတ်လို့လူမှာကအပြစ်မရှိဘူးနော်အဲ့ဒါကြောင့်ဟိုဖြစ်နိုင်တော့ဝေယဝိဇ္ဇလုပ်ပြီးခါမှယူရင်တော့ပိုကောင်းတာပေါ့လေကိုတန်တန်ကြီးယူတဲ့သဘောပေါ့တော့ဘာမှဝေယဝိဇ္ဇမလုပ်ဘဲနဲ့ဘုန်းကြီးဥစ္စာကိုယူတာကြတော့မသင့်တော့မကောင်းဘူးပေါ့နော်အဖြစ်ကတော့လူမှမရှိပါဘူးတန်ခိကဆိုရင်တော့လူမယူသင့်ဘူးဘုန်းကြီးကိုယ်ပိုင်ဥစ္စာဆိုရင်လူယူလို့ရတယ်အဖြစ်မရှိဘူးနော်နှမျိုးခွဲပြီးမှတ်ပေါ့